ဒီဆောင်းရာသီမှာအသားရည်ကိုပျက်စီးစေတဲ့ထဲမှာလေထုကြောင့်လည်းပါတယ်နော်။ဘာဖြစ်လို့လဲဆိုရင်လေထုညစ်ညမ်းမှုတွေဖြစ်နေတာဆိုတော့လေထုထဲမှာမီးခိုးငွေ့ဖုံမုတ်ကာဗွန်မိုနောက်ဆိုက်နဲ့ reactive oxygen species တွေပြီးတော့မီးလောင်ရာအထွက်တဲ့ polycyclic aromatic hydrocarbon ဆိုတဲ့အဆိပ်ငွေ့တွေလည်းပါတယ်။အဲ့ဒါတွေက cell တွေကို oxidation ဖြစ်စေပြီးတော့ cell ရဲ့ DNA, protein structure နဲ့ collagen, elastin တွေကိုပျက်စီးစေတယ်။ပြီးတော့ cell တွေကိုရောင်ရမ်းမှုလည်းပိုပြီးတော့ဖြစ်စေတယ်။အဲ့ဒါတွေကြောင့်အရေပြားမှာ skin barrier ပြတ်မဲ့ရေဓာတ်ဆုံးရှုံးတာတွေဖြစ်ပြီးတော့အရေပြားရောင်ရမ်းမှုတွေကိုပိုပြီးတော့ဖြစ်စေတယ်။ melanin တွေကိုလည်းပိုထွက်စေတော့တင်းတိတ်တွေကိုလည်းပိုဆိုးစေတယ်။ရောင်ရမ်းမှုတွေကိုလည်းဖြစ်စေတော့အရေပြားရောင်ရမ်းတဲ့ယောဂတွေဖြစ်တဲ့ eczema တို့ psoriasis တို့ rosacea တို့လိုယောဂတွေကိုလည်းပိုပြီးတော့ဆိုးစေပါတယ်။ဒီလေထုညဉ့်ညမ်းတာ UV rays ကအရေပြားကိုပျက်စီးစေတာနဲ့ပေါင်းလိုက်လို့ရှိရင်အရွယ်မတိုင်ခင်အုံမင်းရော်တာတွေကိုပိုပြီးတော့ဖြစ်စေတယ်။ဒီလိုလေထုညဉ့်ညမ်းတာကနေအရေပြားပျက်စီးတာကိုကာကွယ်ဖို့ဆိုရင်တစ်ပတ် cleansing တခြားလုပ်ဖို့လိုပြီးတော့ gentle cleanser တွေကိုသုံးပေးရမယ်။ပြီးတော့ moisturizer လည်းတခြားလိမ့်ပေးဖို့လိုတယ်။ဒါတွေအပြင် antioxidant serum တွေဖြစ်တဲ့ niacinamide တို့ vitamin C serum တွေကိုလည်းသုံးပေးဖို့လိုတယ်။အရေးကြီးဆုံးကတော့ sunscreen မှာတခြားလိမ့်ပေးဖို့လိုတယ်ပေါ့နော်။